ညာလေးဒီနေ့မန်းလေးကိုသွားပြီးမျိုးလေးတော့ရမယ်ဟာဒီကားနဲ့စီရမှာပဲဟုတ်ပြီကဲညာလေးကိုပါလေဘတ်က2ခုခွဲရှိရဲ့အဟန်နဲ့သွားဆိုတော့ချိန်ပြပါတယ်ကဲဈေးကြိုတော့ရောက်ပြီအရင်ဆုံးမှာမျိုးလေးတွေကိုဆိုင်လိုက်ရှာမယ်အော်တွေ့အဲ့ဒီမျိုးလေးထည့်မယ်ကဲကလေးတွေအရင်တော့လာအောင်မယ်ဒါလေးရှင်းနေရဆိုထည့်လိုက်အလေးထည့်လိုက်ကားမမိမှာဆိုလို့ပြန်တော့မယ်မြန်နေတဲ့ဆောင်အင်းလေးရောက်တော့မယ်ကဲပြန်ရောက်တော့မယ်သမီးကကြောက်နေတော်တယ်မလိုက်တာငါသမီးလေးကဲညနေခင်းစားအတွက်ဈေးလေးတော့တောက်ဝင်มาရမှာဆိုအမေသားချက်ပဲဒီသမီးတို့အမေသားချက်လေးချက်ကျွေးမယ်စီတင်း50တန်းလောက်ဝင်ဝယ်တာအောင်မယ်အပုတ်ထည့်ပေးလို့ကျေးဇူးပါဦးကြီးဒီပမာမုံလေး2000မိုးလောက်ထည့်ပြီးတော့မအောင်ဟုတ်ကဲအမေသားကိုအရင်လှီးပြီးတော့နှက်ထားမယ်နှက်ပြီးတော့အမေသားချက်လေးချက်မယ်ဆိုတော့အမေသားချက်ဖို့အတွက်ငရုတ်သီးစိမ်းလေးလည်းထည့်မယ်ဒီသီးလေးထည့်လို့ရှိရင်နန်းမယ်အုပ်လိုက်နန်းမယ်အုပ်လိုက်ရင်နော်ရှယ်ပဲမွေးနေပြီဒါပြီးရင်အဓိက main ဖြစ်တဲ့ခဲညီလေးပဲခိုးမှာအဲ့ဒီလည်းမဲ့လေးလုံးလောက်ဆိုရပါပြီဒါဆိုတော့ဒီ supply ထည့်ပြီးအဲ့ဒါညာဟင်းလေးတက်တော့မယ်ထားလိုက်တော့မယ်တတာယူဆောင်လို့လာလေပါနော်ညာလေးအိမ်ကိုလာလေပါနော်ညာလေးအိမ်